ယောက်စကားတယောက်နားမှာမခါရအောင်တတိဆောင်ဆိုတဲ့လင်္ကာလေးအတိုင်းပါပဲနှုတ်ထွက်စကားဟာတိတ်ကိုအရေးကြီးပါတယ်အထူးသဖြင့်အခုလိုနီးပညာခေတ်ကြီးမှာအွန်လိုင်းပေါ်ကစာတကြောင်စကားတခွန်းဟာတခါတရံမှာတက်ရောက်မှုတိတ်ကိုကြီးမားသွားတတ်ပါတယ်စိတ်ဝမ်းကွဲလွယ်တဲ့ကျမတို့မြန်မာနိုင်ငံမှာအမုန်းစကားတွေဟာဘာသာရေးလူမျိုးရေးနိုင်ငံရေးပဋိပက္ခတွေမှာမီးလောင်ရလေပင့်ဖြစ်ခဲ့တာတွေတောင်ရှိပါတယ်အမုန်းစကားတွေနဲ့သတင်းတူတွေဟာမြန်မာနိုင်ငံမှာအဓိကပြဿနာတွေတဲကတစ်ခုလိုတောင်ဖြစ်လာနေပါပြီထိန်းချုပ်ဖို့ကြိုးစားတာတွေလည်းရှိပါတယ်ဒီတစ်ပတ် DVB ဒီဘက်ရဲ့အဓိကမေးခွန်းကတော့အမုန်းစကားတွေကိုထိန်းချုပ်နိုင်ပြီလားဆိုတာပဲဖြစ်ပါတယ်ကျမကတော့အေးအေးမော်ပါရှင်မင်္ဂလာပါရှင် DVB ဒီဘက်အစီအစဉ်ကကြိုဆိုပါရစေဒီကနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ကတော့အမုန်းစကားတွေကိုထိန်းချုပ်နိုင်ပြီလားဆိုတာပဲဖြစ်ပါတယ်အခုအဓိကဆွေးနွေးမဲ့ speaker တွေနဲ့ကျွန်မမိတ်ဆက်ပေးလိုပါတယ်ပထမတစ်ယောက်ကတော့ 45 Rights အဖွဲ့မှမြမလူအခွင့်အရေးကျွမ်းကျင်သူ Nikki Diamond ဖြစ်ပါတယ်ဒုတိယတစ်ယောက်ကတော့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးလှဆွေဖြစ်ပါတယ်နောက်တစ်ယောက်ကတော့တင့်မြတ်ချစ်ကြည်ရေးအလုပ်အဖွဲ့ဝင်ဒေါ်ဇာကြည်ဦးဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ဓမ္မဝန်တာနုရခိတအဖွဲ့ကရင်ပြည်နယ်အတွင်းရေးမှူးဦးသူရိန်မင်းထွန်းဖြစ်ပါတယ်အားလုံးကိုကြိုဆိုလိုက်ရအောင်ပါရှင်โอเคကျမတို့ဒီကနေ့အစီအစဉ်မှာစစ်တမ်းလေးတစ်ခုနဲ့ကျမတို့စကြပါတယ် DVB ဒီဘက်ရဲ့ Facebook မှာတင်အမုန်းစကားပြောဘူးသလားဆိုတဲ့ check လေးတစ်ခုကိုကျမတို့စစ်တမ်းကောက်ယူလိုက်ပါတယ်အမုန်းစကားပြောဘူးတဲ့လူက66%ရှိပါတယ်မပြောဘူးတဲ့လူက34%ရှိပါတယ်ဒါဆိုတော့ပြောတဲ့လူတွေကပုံများသလိုဖြစ်နေတာပေါ့ဆိုတော့ကျမနီကီနဲ့စကြပါတယ်အမုန်းစကားဆိုတာဘာလဲအမုန်းစကားကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲအမုန်းစကားကိုပေါ့နော်ကျွန်တော်တို့အဓိပ္ပာယ်ဖွင့်ဖို့ကအရန်ခက်ခဲတယ်ပေါ့ဘာကြောင့်လဲဆိုတော့အမုန်းစကားလို့ပြောလို့ရှိရင်အရန်ကျယ်ဝန်းနိုင်ဆိုင်တဲ့ပြဿနာတွေအများကြီးပါဝင်တယ်ပေါ့ဒါပေမဲ့အမုန်းစကားလို့မြန်မာပြည်မှာပြောလာပြီဆိုလို့ရှိရင်လူပုဂ္ဂိုလ်တယောက်ဒါမှမဟုတ်ရှင်လူအဖွဲ့အစည်းတစ်ခုပေါ့နော်ပြတ်မှတ်ထားပြီးတော့ဒီနှိမ်ချစော်ကားတဲ့စကားတွေနောက်တစ်ခုကလူမျိုးရေးပဲဖြစ်ဖြစ်ဘာသာရေးပဲဖြစ်ဖြစ်အခြေခံပြီးတော့ပြောတဲ့အမုန်းစကားတွေရှိတယ်ပေါ့ဟုတ်ကဲ့ဆိုတော့ဦးလှဆိုရင်ကျွန်မမေးချင်ပါတယ်ဟုတ်ကဲ့အမုန်းစကားဆိုတာတစ်ဖက်သားကိုပေါ့ဒီနှိမ်ချပြီးတော့ပြောတဲ့စကားပေါ့အဲ့ဒါသဘောတူလားအမုန်းစကားဆိုတာတကယ်တမ်းကြတော့ဟုတ်လားအာဏာရတဲ့အစိုးရတတ်မှတ်တာဗျအာဏာမရှိတဲ့သူတွေကတတ်မှတ်တာမဟုတ်အမုန်းစကားဆိုတာတတ်မှတ်လို့ရလားတတ်မှတ်အခုတတ်မှတ်နေတယ်လေဘယ်ဟာကျွန်တော်မုန်းစကားပြောလို့ဆိုရင်ကျွန်တော် Facebook ပိတ်တယ်အခုတတ်မှတ်ချက်နဲ့ကြက်ကြိုက်သွားလို့ပိတ်တာပေါ့အဲ့တော့အမုန်းစကားဆိုတာပေါ်လာတာ2015ဒီဘက်မှာပေါ်လာတာအရင်တော့ဘာမှမရှိဘူး